မန္တလေးမှာတော့ချားမဟုတ်မန္တလေးမှာကလေးမလေးတောက်စီကနေလူရမှုတွေအကြီးကျယ်လုပ်တယ်ဒါပေမဲ့ကံကောင်းပါတယ်ကလေးမလေးကပြန်တုတ်ပြန်တဲ့တတိရှိလို့ပြန်တုတ်ပြန်တဲ့အတွက်ကလေးမလေးကတော့ဒဏ်ရာပဲရသွားတယ်ပေါ့နော်ဘာမှပြဿနာမရှိဘူးမန္တလေးမြို့မဟာအောင်မြမြို့နယ်မဟာအောင်မြအနောက်ရက်ကွက်84လမ်း42လမ်းနဲ့42လမ်းကြားအဲ့မှာရေခဲမှုဆိုင်လေးရှိတယ်အဲ့ဆိုင်ကိုတိတ်ပြန်လာတဲ့အချိန်အမျိုးသမီးကြောက်ပြန်လာတဲ့အချိန်ပေါ့နော်အဲ့အချိန်မနေ့က February 1ရက်နေ့ည8:00 နာရီခွဲနီးပါးလောက်မှာပေါ့နော်ဆိုတော့အမျိုးသမီးပေါ့နာမည်ပြောတော့ပါဘူးနော်တ20ကျော်အမျိုးသမီးကြောက်သူကပြန်လာတဲ့အချိန်မှာနေကိုပြန်လာတဲ့အချိန်မှာစိုက်ကယ်နဲ့အမျိုးသား2ယောက်ကရောက်လာတယ်ရောက်လာပြီးတော့အဲ့ဆိုင်မျိုးသားတွေကြောက်ချလာလည်းပြီးပြီးတော့ဆိုင်အဲ့မျိုးသားတွေရောက်လာပြီးအဲ့မျိုးသမီးရဲ့ဆိုင်ကယ်ကိုလူဖို့ကြိုးစားတဲ့အချိန်မှာမျိုးသမီးကလည်းဆိုင်ကယ်ကိုပြန်လူပြီးတော့ပြန်ချတယ်ချတဲ့အချိန်မှာအဲ့လူရဲ့သူတွေတယောက်ကပစ္စတိုနဲ့ပစ်လိုက်တယ်လို့ကြားတယ်ပစ်လိုက်တော့အဲ့မျိုးသမီးမှာညာဘက်လက်မဟိုရှက်ပြီးထိသွားလို့ပြီးတော့ညာဘက်ပေါင်ရင်းကိုရှက်ထိတရားရရှိသွားတယ်လို့သိရတယ်သူခံချလိုက်တဲ့အတွက်ဟိုကောင်တွေပြေးတာပေါ့ဗျာဟိုကောင်တွေပြေးတာပါခံချလိုက်တယ်ပြေးတယ်ဒါပေမဲ့လည်းအမျိုးသမီးမှာထိခိုက်တရားရရှိသွားတယ်လို့သိရတယ်ဆိုတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ရတဲ့ပုံတွေကတော့ဒါစုံစမ်းဖော်ထုတ်မှုအကြီးကြီးလုပ်နေလို့သိရတယ်ဆိုတော့ဘာပြောအမျိုးသမီးရဲ့တယောက်ကတတ်တီကိုတော့နဲတဲ့တတ်တီမဟုတ်ဘူးသူ့ရှိရလူတဲ့ဟာကိုအလွယ်ကူမပေးသူပြန်ခံချရဆိုတတ်တီရအမျိုးသားနှစ်ယောက်ကိုသူပြန်ခံချရဆိုတတ်တီရနဲတဲ့တတ်တီတော့မဟုတ်ဘူးဒီမျိုးသမီးကနဲတဲ့တတ်တီမဟုတ်ဘူးခါချတယ်ဒါပေမဲ့မတိကောင်းမပြောက်ကောင်းမတိတာကံကောင်းပေါ့ဗျာလက်ကိုတော့ထိသွားတယ်ပေါ့နော်ဆိုတော့ဖြစ်သွားတယ်ဆိုတော့မန္တလေးတို့ဘာလို့မှလဲလူပြတ်ပြတ်သူလူတဲ့ဇလန်ကြီးအကြီးကျယ်ရှိပါတယ်နော်ဟိုဟာတာတွေရိုက်တဲ့ကိုမြေကြီးတို့အုပ်စုတွေကဟာတာတွေမှာတော့ပါပါတယ်လူတာအကြောင်းတွေကိုသူတို့ရိုက်ပြပါတယ်ကိုမြေကြီးတို့ဘာလို့မန္တလေးကကိုမြေကြီးတို့ဘာလို့ဖွဲ့တယ်သူတို့ရိုက်ပြတဲ့ဟာတာလေးမှာဆိုကျွန်တော်တို့ရင်းနေရဦးတက်တယ်ရိုက်တာလူတာမန္တလေးမှာရှိတယ်ဆိုတော့ကိစ္စတွေဘယ်လောက်အောင်ကြီးရလဲဆိုတော့6ရိုက်နဲ့ကိုရန်ရိုက်နဲ့ဟာတာတောင်ထွက်တယ်6ရိုက်နဲ့ကိုရန်ရဲ့ဟာတာတောင်ထွက်တယ်ဆိုတော့အဲ့လိုဟာတာတောင်ထွက်တယ်6ရိုက်ကိုရန်ရိုက်ဆိုကျွန်တော်ရေးလိုက်တယ်ဦးတက်သဘောကျလို့ဟိုသူတို့တွေပညာသားပါရိုက်ပေးတတ်ကြတယ်လူတွေကို message ပေးတာပညာသားပါပေးသွားတယ်သက်ဆိုင်အာဏာဖွဲ့စည်းတွေသိသိချင်းလို့ပြင်သိချင်းလို့ပေးသွားတယ်ဒါပေမဲ့လည်းမန္တလေးမှာအခုချိန်ထိပြင်နိုင်သလားမေးမန္တလေးမှာအခုချိန်ထိမန္တလေးမှာရှိတဲ့မြို့ကန်တွေမလုံခြုံသေးဘူးအဲ့တော့မန္တလေးနေလားဆိုတော့လေတရိုင်ကုန်းမှာရှိတဲ့ပြည်သူတွေဘဝလုံခြုံမှုအပြည့်အဝတော့မရသေးဘူးဗျမရသေးဘူးအဲ့တော့အစိုးရအနေနဲ့ကတော့အများကြီးမလိုပါဘူးဗျဟိုးအင်္ဂါဂျိုဘောကနေပြီးတော့အင်္ဂါဂျိုဘောနဲ့ကျွန်တော်တို့မြေသားနမူနာတွေယူပေးဖို့ကျွန်တော်မတောင်းဆိုပါဘူးမြန်မာနိုင်ငံထဲမှာရှိတဲ့တည်ငြိမ်အေးချမ်းတဲ့နိုင်ငံတော်ကထိမ့်သိမ်းထားနိုင်တဲ့နယ်မြေထဲမှာရှိတဲ့ပြည်သူတွေဘဝလုံခြုံရေးကိုအရင်လုပ်ပေးပါအင်္ဂါဂျိုကမြေနမူနာတွေတောင်းဖို့ကျွန်တော်ဆန္ဒမရှိပါဘူးเนาะအမေရိကန်ကနေပြီးတော့ဟိုဟာလှမ်းမှာဖို့လေလက်နက်တွေလှမ်းမှာတော့ကျွန်တော်မမျှော်လင့်ပါဘူးအမေရိကန်နဲ့မြန်မာနဲ့ဆက်ဆိုင်တိစောက်မှုကောင်းဖို့တာတွေကျွန်တော်အဲ့လောက်ထိမမျှော်လင့်သေးပါဘူးလောလောဆယ်ကျွန်တော်တို့ရှိမှရှိတဲ့ဒေသပြည်သူလူထုရဲ့လုံခြုံရေးကိုပဲဦးစားပေးပြီးတော့နည်းနည်းလေးလုံခြုံရေးအားကောင်းလာအောင်စိတ်အေးလေနေအောင်တော့ဝိုက်ကူရပါဦးလို့ပဲသက်ဆိုင်အာဏာဖွဲ့စည်းကိုပြောရမှာဖြစ်နေပါเนาะ